ကွိုင်ချင်းနဲ့ဗမာအခွတ်တက်နောက်တကယူရီးယားတန်လိုက်အဲ့ဒါကိုတဆင်ပြီးတစ်ဆင့်သားဆဖောက်လာပြီးတော့ဒါ၄ဆင့်မြောက်မှာရရှိလာတဲ့ညီကိုနှစ်ကောင်ပေါ့သူတို့ရဲ့ခွက်လန်းလေးတွေကြည့်ပြီးပြီခွက်လန်းအတိုးအဖိကိုလည်းခွတ်တတ်မယ်ဖြည့်တတ်မယ်ကိုယ်တိုင်နဲ့တိုးတိုင်မယ်ဖိနိုင်မယ်အခွတ်တက်သွေးများတဲ့အတွက်ဒါဘယ်လမ်းနဲ့မဆိုတိုက်လို့ရမယ်ညီကိုနှစ်ကောင်ပေါ့သူတို့ခွက်လန်းလေးတွေကြည့်ပြီးပြီနောက်ကြာကြည့်တဲ့အချိန်ကျမှခွတ်ဖိုင်တွေရိုက်ထားပြီးတော့ညီကိုတို့ကိုခွတ်ဖိုင်လေးတွေမျှပေးပါဦးမယ်အောက်စားလေးတွေကတော့ဒါကြက်သက်9လသားအောက်စားလေးတွေကတော့အတက်ပဲချမ်းကပ်ဗမာအခွတ်တက်နဲ့တန်လိုက်ကွိုင်ချင်းတို့ရဲ့ပေါင်းစပ်မှုထွက်လာတဲ့ရလတ်